ဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့ Miss World မြန်မာ2025 Grand Final ဒါရဲ့ live ထုတ်လွှင့်မှုကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်အခုဆိုရင် Top 13 finalist ကနေပြီးတော့ရင်ခုန်စစ်လှုပ်ရှားဖို့ကောင်းတဲ့ Top 6ရွေးချယ်မှုကိုစတင်ပြီးတော့ရွေးချယ်အောင်မှာဖြစ်ပါတယ်အဲ့တော့ internet တူတူနောက်ကဘယ်အလှမယ်ရများ Top 6ကိုတက်လန်းသွားမလဲဆိုတော့အားလုံးပဲလိုက်ပြီးတော့ကြည့်ရှုအားပေးကြပါအောင်ရှင်စစ်ထဲကိုပထမဦးဆုံးဝင်ရောက်လာတဲ့အလှမယ်ရတော့ MWM 01မေနူးဒန်သူကတော့ MWM 08 Han Su King King နောက်ထပ်တစ်ယောက်ကတော့ MWM 21 Kisa King နောက်ထပ်တစ်ယောက်ကတော့နောက်ဆုံးပိတ်လေးMWM 25 Nam Hak Hong နောက်ထပ်တစ်ယောက်ကတော့ Lucky 7 စောမြတ်ဤခိုင်နောက်ဆုံးတယောက်ပဲကြံပါတော့တယ်ဒီလမေးတဲ့ဘသူဟာများနောက်ဆုံးတယောက်ဖြစ်သွားမလဲဒီလမေးကတော့ Toxic ထဲကို Popular Vote နဲ့ဝင်ရောက်လာတာပဲဖြစ်ပါတယ်ရှင်သူကတော့ MWM 24 Tutu Novantoအခုလိုမျိုးအားကျုံမှန်တမ်းနဲ့ရှင်ပြိုင်ပေးခဲ့ကြတဲ့ကြံရှိရလက်မေများအားလုံးကျေးဇူးအများကြီးပဲတင်ပါတယ်။နောက်မှာညီမငယ်များပြန်လည်ပြီးတော့နေရာယူနိုင်ပါပြီရှင်။